နေချီနုလူကတခဲလေးကြားကနေခုပေါက်စောကစားနေတယ်ညာနေခက်ခုပေါ့လေးပြီးချစ်ဝတ်တိုက်လိုက်တယ်မိဘောကရွှေချောက်တွေဟာဆင်းဆင်းလေးစကားပြောနေကြတယ်ကျွန်တော်တို့ရဲ့ဘောလေးဟာလေဒီလိုပါပဲတစ်ခါတလေကြားတော့လေပူလောင်မှုတွေကြားမှာပဲလှပတဲ့အမတ်တရားတွေကိုဆက်ပြီးတက်ခဲ့ကြတယ်ຫນွေဦးဆိုတာဘာလို့ပွဲပေါ်အတွက်အရွက်တွေကိုအရေးဆွလို့ရတဲ့ရသည်အသက်တစ်ခုကိုလက်ခံဖို့အတွက်အဟောင်းတွေကိုနှုတ်ဆက်ရတဲ့တင်ပြစာတစ်ခုပေါ့ကျွန်တော်တို့စုပ်ကိုက်ထားခဲ့တဲ့အရာတွေလက်လွတ်လိုက်ရတဲ့လူတွေပြီးတော့ပြန်မရနိုင်တော့တဲ့အချိန်သားကြီးတွေအဲ့ဒီအရာအလုံးဟာလေယူတစ်ချက်အဝိမှာဝက်ပါသွားတဲ့ပတောင်းရည်နာလေးလိုပဲရေထဲမှာတစ်ပြက်ရည်ရည်ကျရင်ခဲ့တယ်တကယ်တော့လွမ်းနေဆိုတာတဲ့ဟိုတဲ့ခံစားချက်မျိုးပါကိုယ့်ကိုယ်ပြဿနာတွေ့ဖို့အတွက်တခါတည်းမှာတိတ်ဆိတ်ခြင်းတွေကိုခုတ်ထုတ်ပြန်တတ်ပါတယ်ပူဆွေးပြီးအောင်ပါမရရနေတဲ့နှလုံးသားအစီပြေသွားမှာပါလို့ချုံရင်းနေလာလက်တသောမိုးစင်းတွေကိုမြုံလိုက်ရတာဟာလေမြို့ဦးရဲ့လက်ပြမျိုးပဲမဟုတ်လားနေဝေယူရဲ့လင်းတန်းလေးတွေပျောက်ကွယ်သွားတဲ့အခါကျွန်တော်တို့လည်းနောက်ထပ်အခက်အခဲတစ်ခုကိုပြောင်းကြရအောင်မယ်မြို့ဦးကပေးခဲ့တဲ့ဆိုးလို့ကြီးအသက်ပညာနဲ့တူပေါ့